ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနေရောင်လဗမာစီပင်ပြန့်ပွားရာစဗုတိပါလက်ရာတောင်ကျုံဩဘာနမိတ်ထွန်းတဲ့မြန်မာပြည်ကြီးမှာရတနာ9ပါးနဲ့ပြည့်စုံလို့ဘလူရည်စက်လက်နဲ့မကွာလှူဒန်းကြတဲ့ကျွန်တော်တို့မြန်မာလူမျိုးတို့ရဲ့ဂုဏ်ရွယ်ရာအဖျားပြားကိုစေသူထက်နဲ့ရှွန်းလည်အောင်တို့မှတီးဆိုတင်ဆက်လိုက်ရပါတယ်ခင်ဗျာတောင်ကျွန်းမြစ်စဘူးလက်ရာအောင်စခန်းမြေမဟာအောင်အတိတ်နဲ့အောင်နမိတ်ဝေစာရတနာ9ပါးပေါ်ပြီးလျံကစီးပွားဥစ္စာဒီအလားပမာပြီး၍မကုန်လူ၍မခံနိုင်ပါအောင်စီပြောတန်တာမင်္ဂလာရှိတဲ့သူပြည်မြမရတနာသုံးမဥထိတ်ထားပါနိညာအစင်မကွာခုနှစ်ရဲ့သမီးသားချမ်းမချမ်းသာကောင်းညူဖြာပြာရတနာရှင်ဝီစီစဉ်ဥစ္စာတို့တဲ့ကြတော့မှာရတနာသုံးမဥထိတ်ထားပါနိညာအစင်မကွာခုနှစ်ရဲ့သမီးသားချမ်းမချမ်းသာကောင်းညူဖြာပြာရတနာရှင်ဝီစီစဉ်ဥစ္စာတို့တဲ့ကြတော့မှာဒီမြာကင်းကွာစေရောကိုပါရှင်လန်းကတပြားဒုက္ခပြည့်စုံကြစေမှာတောင်ကျွန်းမြစ်စဘူးလက်ရာအောင်စခန်းမြေမဟာအောင်အတိတ်နဲ့အောင်နမိတ်ဝေစာရတနာ9ပါးပေါ်ပြီးလျံကစီးပွားဥစ္စာဒီအလားပမာရတနာသုံးမဥထိတ်ထားပါနိညာအစင်မကွာခုနှစ်ရဲ့သမီးသားချမ်းမချမ်းသာကောင်းညူဖြာပြာရတနာရှင်ဝီစီစဉ်ဥစ္စာတို့တဲ့ကြတော့မှာရတနာသုံးမဥထိတ်ထားပါနိညာအစင်မကွာခုနှစ်ရဲ့သမီးသားချမ်းမချမ်းသာကောင်းညူဖြာပြာရတနာရှင်ဝီစီစဉ်ဥစ္စာတို့တဲ့ကြတော့မှာဒီမြာကင်းကွာစေရောကိုပါရှ
ရှင်လန်းကနှပြဒုက္ခပြည့်စုံရစေမှာ